Hello ဒီနေ့မှာတော့ IB ကဒီတိရစ္ဆာန်ဥယျာဉ်ထဲမှာရှိတဲ့မိုမိုကြီးစီကိုသွားလိုက်မှာဖြစ်ပါတယ်။မိုမိုကအခုဆိုအသက်80ကျော်ဖွားဖွားကြီးဖြစ်နေပြီဆိုတော့သူချက်မရှိသေးလားအခြေအနေဘယ်လိုရှိလဲဆိုတာလည်းကြည့်ချင်လို့ပေါ့နော်။မိုမိုတို့အဖွဲကိုကြွေးဖို့ဒါအစာအရင်ဝယ်တာပေါ့နော်။ဒီမှာကြံတို့ငှက်ပြောသီးတို့အစုံပဲရောက်နေ။ဒါပေမဲ့မိုမိုကြီးကတော့ငှက်ပြောသီးပဲစားနိုင်တော့တယ်ပေါ့နော်။ကြံတို့ဘာလို့တော့သူမဝါးနိုင်တော့ဘူးတဲ့။အားကြောင့် IB ကတခြားစင်ကြီးတွေအတွက်ကြံနဲ့ငှက်ပြောသီးအတွဲလိုက်ရဲ့မိုမိုအတွက်ငှက်ပြောသီးတန်ရဝယ်ခဲ့တယ်ပေါ့နော်။ဒီမှာမိုမိုကြီးကြည့်အောင်မတွေ့ရတော့ဘယ်နှစ်ရှိပါလဲမသိဘူး။တော်တော်အသက်ကြီးပါပြီနော်။ငယ်တော့ကမိုမိုကြီးဆိုလို့ရှိရင်ဝူးလို့អော်တာပြီးတော့អော်နိုင်တော့ခင်လေကြံအောင်မှမွားတော့ဘူးငါပြောသေးပဲစားရတယ်။ချွေရလား။ပြောင်းလေတွေ့။ကြံနော်ပြပြနော်မိုမိုကြီးကမျက်လုံးတွေပါတိတ်မကောင်းတော့အစာတွေကိုသူ့ရှေ့တက်မင်းရောက်လို့ရှိရင်သူလုံးဝမမြင်ဘူးပေါ့နော်လမ်းလည်းမလျှောက်ဘူးခြေထောက်နာတာလားဘာလားမသိဘူးအနောက်မှာရောက်သွားတဲ့စာကိုသူလုံးဝမယူဘူးပေါ့နော်သူမျက်စိတက်ရှေ့ရောက်တဲ့အစာကိုမှပဲယူနေပေါ့နော်မိုမိုကလေလို့လိုက်ဆန်းနေတာတင်တနာပါIB ကျွေးတဲ့ငါပြောသေးတော့မှ तू မစားဘဲနဲ့ပေါ့နော်အဲ့မှာ तू မျက်ပင်လေးလားမျက်တွေလေးစားနေတာပေါ့မျက်စားလားအရွက်တွေလားတော့မသိဘူးပေါ့နော်အဲ့ဒါလေးကိုတော့ तू ဖြည်းဖြည်းချင်းဝါပြီးစားနေပါတယ်သူ့အစာမဟုတ်ရင်မစားတော့ဘူးနဲ့တူတယ်မိုမိုကြီးရတာအသက်ကြီးပြီဆိုတော့ကျမ်းမာရေးအရင်ကောင်းပုံမပေါ်ဘူးပေါ့နော်အဲ့တော့လေ IB တခုပြောချင်တာကအလိမ့်ဆိုင်ုံမှာဒီလိုပိတ်ရက်ဆိုလို့ရှိရင်လူအရမ်းများတယ်လူအရမ်းများတဲ့နေ့ဆိုလို့ရှိရင်အကုန်လုံးကမိုမိုကြီးစီလာကြတယ်မိုမိုကြီးစီလာပြီးတော့မိုမိုကြီးအသက်ကြီးနေတည်ပေမဲ့လည်းအရင်တော့ကတော့အော်သေးလားဆိုမိုမိုရေဝူးလို့အော်ပြပါအောင်လို့ကားပြပါအောင်လို့အဲ့လိုမျိုးမိုမိုကိုခိုင်းကြတဲ့ဗီဒီယိုတွေတွေ့ရပေါ့နော်IB ကအမှန်တိုင်းပြောရင်တော့အဲ့လိုမျိုးလေးတွေမခိုင်းစေချင်တော့ပါဘူးအရင်တော့သူဒီနှစ်90လုံးလုံးဟိုအားလုံးကိုဖျော်ဖြေခဲ့ပြီးပြီပေါ့နော်အခုဒီတက်ရွယ်ရောက်နေတဲ့အချိန်မှာတောင်မှရှေ့တစ်ဘက်က IB ဗီဒီယိုလေးတွေ့လိုက်တယ်ပေါ့နော် TikTok တို့ Facebook တို့မှာတွေ့တယ်ဒါပေမဲ့တင်တဲ့လူတွေကလည်းအပျော်ပဲတင်တာပေါ့ဒါပေမဲ့ဒီအချိန်မှာအထိသူ့ကိုခိုင်းရင်လည်းသူကလှုပ်တော့လှုပ်ပေးသေးတယ်ဖြည်းဖြည်းလေးလှုပ်ပေးရပေါ့နော်ဒါပေမဲ့နောက်သွားမဲ့သူတွေမမို့တွေ့လို့ရှိရင်အစာကျွေးရင်ကျွေးဒီတိုင်းကြည့်ရင်ကြည့်ပေါ့နော်အရန်အသက်ကြီးပြီးဖြစ်လို့request လုပ်ချင်တာပေါ့နော်မမိုကြီးကိုတွေ့လို့ရှိရင်အရင်လိုမျိုးမခိုင်းမဲနဲ့ဒီတိုင်းလေးပဲသူ့ကိုကြည့်ပြီးတော့ပြန်လာခဲ့ကြပါလို့ပြောချင်ပါတယ်ဟုတ်တတာ